သက်စာနော်လုံးပိုင်ပရိတ်နဲ့လုံးပိုင်တွဲကစားနည်းဆိုပြီးဒီအပေါ်မှာစာရေးထားတယ်နောက်ဒီမှာကပြောချင်တာခွန်တစ်6ခွန်ပေါ့နော်ခွန်တစ်6ခွန်အထိုင်ရှိထားတယ်မနက်ခင်းခွန်တစ်6ခွန်လို့ရှိထားတယ်အဲ့လိုရှိသွားတဲ့အချိန်မှာတော့ဘယ်အချိန်မှစပြီးတော့လိုက်ခိုင်းလဲဆိုလို့ရှိရင်9 break လိုက်ခိုင်းမယ်9 break ဘယ်အချိန်ကစလိုက်ရမလဲဆိုလို့ရှိရင်ဒီဘက်မှာပြရောင်းလေးနဲ့ sorry ပြရောင်းလေးနဲ့ပြန်ထားတယ်ဒီမှာ1 2 3 4 5 6 9 10 9အမှ12ရက်ဖြစ်သွားနော်12ရက်13ရက်မြောက်နေ့ကနေစဖမ်း13ရက်မြောက်နေ့စဖမ်းမှာဒီမှာဒီကလုံးပိုင်နဲ့9လုံးပဲဒီပေါ်မှာလုံးပိုင်နဲ့လို့ပြောထားတယ်ဒီ9လုံးပိုင်နဲ့9 break ဒီမှာ50ထွက်တယ်ပေါ့နော်50ထွက်တယ်ပထမဆုံးအချိန်မှာတစ်ချိန်မြောက်မှာပဲထွက်လို့မဟုတ်88ရာခိုင်နှုန်းမြတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့88ကိုဘာနဲ့တွက်ထားမှာဆိုတော့တို့ကျွန်တော်တို့ဒါ80စာနဲ့တွက်တာပေါ့80စာနဲ့တွက်ထားဒုတိယအပင်မှာလဲ4လုံးပိုင်းနဲ့5 break 4တစ်လို့ထွက်သွားတယ်နော်တစ်ချိန်မှာသူလဲ88ပဲမြည်အောင်9000ဘယ်လိုပြောမလဲ1000မိုးဆိုရင်1000မိုးထိုးမယ်ဆိုလို့ရှိရင်9800မြတ်မယ်ဗျနော်တတိယပင်မှာကျတော့သူက3ချိန်မြောက်ကြမှာလာထွက်တယ်ဒီမှာကျွန်တော်တို့ဘယ်လိုပြောမလဲ18ဖန်းနဲ့ပထမနေ့မထွက်ဘူးပထမနေ့18ဖန်းနဲ့မထွက်ဘူးခွန်လုံးပိုင်းဒုတိယနေ့ကျတော့4လုံးပိုင်းနဲ့နော်ဒီတစ်ဖန်းနဲ့3ချိန်မြောက်မှာမနက်ကင်းထွက်တယ်3ချိန်မြောက်မှာထွက်တော့ကျတော့ဒီမှာဆို1000မိုးဆိုလို့ရှိရင်အဲ့မှာ9400မြောက်မှာပေါ့အခုအပင်မှာပေါ့ခုပင်မှာနည်းနည်းခွာသွားတယ်ဒီကနေပြီးတော့တွားတယ်ကျွန်တော်ဒီမှာ12ရက်မြောက်13ရက်နေ့ကနေစဖမ်းတယ်ဒီမှာဆိုလို့ရှိရင်2ရှိလို့2 3ဖန်းနဲ့နောက်ဒုတိယနေ့4တစ်ဖန်းနဲ့မလာဘူးနောက်305ဖန်းနဲ့မလာဘူးနောက်1 4ဖန်းနဲ့မလာဘူးနောက်4တစ်ပြန်ဖန်းနဲ့မလာဘူးဒီမှာခွန်ရှိထားတော့ခွန်8လို့ဖန်းတယ်6ရက်ကြာသွားတယ်နော်6ရက်မြောက်နေ့မှာတူတာပြီးတော့ကြာထွက်တာပေါ့နော်6ရက်မြောက်နေ့12ချိန်ဖြစ်သွားတစ်ချိန်ကို2ကွက်ဆိုတော့12ချိန်24ကွက်ဖြစ်သွားတော့နော်အရင်က2400တိဖြစ်သွားတယ်ပေါ့1000နဲ့သွားရင်2400ဖြစ်သွားမယ်နော်2400ဖြစ်သွားလို့ရှိရင်1000ပေါက်လို့8000နဲ့ပြန်တွေ့ရင်နော်ဒီမှာ5600ပြန်ညက်သေးတော့ဆိုလို့ရှိရင်အထိပ်ပဲရတော့တာပါအဓိကသူကဖန်ခိုင်းတာကခွန်တစ်6ခွန်ထိုင်သွားပြီဆိုတာနဲ့73ရက်မြောက်နေ့မှာ73ရက်မြောက်နေ့ကနေစပြီးတော့ဖမ်းမှာဒီ73ရက်မြောက်နေ့ကနေစပြီးတော့ဒီ73ရက်မြောက်နေ့ကနေပြီးတော့ကြတော့စနေနေ့ညနေထိပ်စီနေဆိုညနေထိပ်စီကိုပဲလုံးမိုင်းယူတယ်ညနေထိပ်စီကိုလုံးမိုင်းယူဒီမှာ9ထိပ်ကိုလုံးမိုင်းနဲ့50ထွက်တယ်4ထိပ်လုံးမိုင်း4တစ်ထွက်တယ်4ထိပ်လုံးမိုင်း4တစ်ထွက်တယ်တော့ဒီဘက်ဒီမှာမထွက်သွားခဲ့ဘူးမထွက်တော့ပြန်ဒီမှာခွန်လုံးပိုင်းနဲ့ဟောမှာခွန်ရှစ်ဆိုပြီးတော့ညနေပွဲမှာရိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ရေရှည်သုံးမဲ့သူတွေအတွက်အဆင်ပြေတယ်ဗျာအဲ့လိုပုံစံမျိုးလေးကြည့်ပြီးတော့ကျွန်တော်ဒီ site ကဆိုတော့ဆွဲပြီးတော့တင်တယ်အရင်ဘက်ကပြခဲ့ပြီးတော့ဒီဘက်မှာမပြဘူးရှင်းမပြထားတော့တချို့ကအသုံးမပြုတတ်ဘူးပေါ့လေနော်အဲ့ဒါလေးလာရှင်းပြတာ